UFC လောကမှာလူသားတယောက်ထက်ပိုတဲ့တတဝါရိုင်းတကောင်လိုကြင်ကြံတဲ့ကစားသမားမျိုးတခါမှမရှိခဲ့ဘူးပါဘူးထို့သက်ချက်နဘာနဲ့တက်နဲ့တက်လုံးအရာရာမှာသူဟာတခြားသူတွေထက်တာလွန်နေပြီးလှောင်အိမ်တွေကိုအန်ဒီရဲ့အရှိဆုံးဝင်ရောက်လာတဲ့သူတယောက်ပါ14ပွဲကစား14ပွဲနိုင်ဆိုတဲ့မှတ်တမ်းနဲ့အတူသူ့အတွက်ရှုံနေခြင်းဆိုတာပုံမြင်တပုတ်လိုပါပဲအခုဆိုရင်သူဟာတောင်အာဖရိကရဲ့ကျွဲရိုင်းကြီးဒူပလက်စစ်ကိုတောင်အလေးသိမ့်ခဲ့ပြီးပါပြီဒီနေ့မှာတော့ဝန်ပုတ်လွေလို့အမိရတဲ့ကမ်ဇက်ဘော့စ်ချီမာရဲ့ပြည်တမိုင်းတစ်လျှောက်အကြမ်းတမ်းဆုံးဘဝဇာတ်ကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါပဲကမ်ဇက်ရဲ့စိတ်ဓာတ်ဟာတမနီထက်မာကျိုးရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ငယ်ဘဝကြောင့်ပါ1994ခုလေချေးချင်းညာမှာသူ့မွေးခွားရခြင်းဟာ10 မီလီယံတွေကြားမှာပါအသက်6နှစ်အရွယ်မှာတင်သူဟာဥရောပရဲ့အဆိုးဝါးဆုံးစစ်ပွဲတစ်ခုကိုဖျက်ဆီးနေရပြီးသားပါလူဦးရေရဲ့4 ပုံ 3 ပုံလောက်တေဆုံးခဲ့တဲ့အဲ့ဒီငရေကန်းထဲမှာကမ်ဇတ်ဟာဆင်တန်းနေရတာပါအသက်9နှစ်အရွယ်မှာသူဟာနပန်းပညာကိုစတင်သင်ယူခဲ့ပါတယ်